အားလုံးပဲမင်္ဂလာပါရန်လို့ခေါ်ပါတယ်ဒီကနေ့ဘလော့လေးကတော့ဂျပန်ကနေထိုင်းသွားတော့ငါရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်စီးရမယ့်လေရင်ချိန်ကညနေပိုင်းမှာဖြစ်ပေမဲ့လိုက်ပို့ပြီးတဲ့တငယ်ချင်းနဲ့အတူတူလေစိတ်မှာရှောက်လေရင်ရှောက်ပတ်ကြည့်ရင်နဲ့ချိန်ဖြုံးခြင်းတဲ့အတွက်ကြောင့်အိမ်ကနေစောစောလေးထွက်လာခဲ့ပါတယ်အချင်းလည်းအများကြီးပို့နေတဲ့အတွက်ကြောင့် Skyliner တို့လိုလေစိတ်ကိုမြန်ရောက်နိုင်မဲ့နီလန်ကိုမတုံ့မဲနဲ့နှစ်ယောက်သာရထားပြောင်းစီရမယ်နီလန်မျိုးရွေးချယ်ခဲ့ပါတယ်ဒါကတော့ရထားပြောင်းစီဖို့ရထားကိုစောင့်နေကြတဲ့သူများဖြစ်ကြပါတယ်ကိုရွေးချယ်ခဲ့တဲ့လမ်းဆိုပေမဲ့စောက်ရတာစိတ်မရှိတော့တဲ့သူတူပါကဲနောက်ဆုံးမှာတော့လေစိတ်ကိုရောက်ရှိလို့လာခဲ့ပါပြီဒီပါထရက်ခွာတပတ်ချာကတာမီနယ်1ရဲ့လေးလွာမှာရှိတဲ့အတွက်ကြောင့်လေးလွာကိုတက်လာခဲ့ပါတယ်။သူကလေးလွာမှာမှဒီ North Wing နဲ့ South Wing ဆိုပြီးတော့တောင်နဲ့မြောက်နှစ်ဖက်ရှိပါတယ်။ရန်ကတော့ဒီ South Wing ဘက်မှာပေါ့နော်ဒီတောင်ဘက်မှာချက်ခင်ရမှာပါ။လေးစိတ်ရောက်ရင်မျက်စိလေးမှာတော့မပူပါနဲ့ဒီလိုမျိုး LED ဘုတ်တွေကိုကြည့်တောင်းလုပ်ထားပါနောက်ဆုံးတော့ check-in ဝင်ပြီးတော့ boarding pass ရရှိလို့လာခဲ့ပါပြီ check-in ဝင်ပြီးသွားရင်ဒီလို all gate ဆိုတဲ့တပတ်ချနေရာလေးကိုရှာပါဒီ gate ကနေတဆင့် security check ဝင်မယ်ပြီးသွားလို့ရှိရင် immigration ဖြတ်ရပါမယ် check-in ဝင်ပြီးတော့အချိန်ရလည်းအများကြီးပိုနေတဲ့အတွက်ကြောင့်ဒီတပတ်ချ all gate ကိုမဝင်သေးဘဲနဲ့ဒီတစ်ခုခုစားဖို့အတွက်အရင်လုပ်ပါတယ်စားတောက်ပြီးသွားတဲ့အခါမှာတော့ဒီ Terminal 1ရဲ့9လွာမှာရှိတဲ့ခြေထောက်ကိုရင်နွေးစိန်နဲ့ RCU လို့ခေါ်တဲ့နေရာကိုသွားပြီးတော့ခြေထောက်ရင်နွေးစိန်ရင်းနဲ့လေရင်တွေပြန်လာတက်တာကိုကြည့်လို့ရမှာပါဒီနေရာလေးကနေပြီးတော့အရှိကိုတက်တက်ဆက်သွားမှာဖြစ်ပါတယ်ဒီတကားလေးကနေထွက်လိုက်တာနဲ့အရန်ကိုမိမိုက်တဲ့မြင်ကွင်းလေးကိုမြင်ရမှာပါဒီကန်လေးထဲမှာခြေထောက်ရင်တွေဆင်းရင်နဲ့လေရင်ပြန်တွေတက်လိုက်ဆင်းလိုက်နဲ့မြင်ကွင်းလေးကိုမြင်ရမှာဖြစ်ပါတယ်ကဲခြေထောက်ရင်တွေစိန်တာလည်းပြီးပြီတငယ်ချင်းလည်းပြန်သွားပြီဆိုတော့ခုနကပြောတဲ့ security check နဲ့ immigration ဖြတ်ပြီးတော့ကိုစီရမယ့်လေရင်ရဲ့ gate number ကိုရှာပါမယ်လေရင်မထွက်ခင် gate မှာထိုင်ဆောက်ပြီးတော့နောက်ဆုံးတော့လေရင်ပေါ်ကိုရောက်လာခဲ့ပါပြီလေရင်ချိန်ကညဘက် flight ဖြစ်လို့လေရင်ပေါ်မှာစားလိုက်တောက်လိုက်အိတ်လိုက်တချင်းနားထောင်လိုက်ရုပ်ရှင်ကြည့်လိုက်ရင်လည်းပဲ6နိုင်လောက်အချိန်ဖြတ်တန်းခဲ့ပါတယ်ကဲနောက်ဆုံးတော့ထိုင်းကိုရောက်လာခဲ့ပါပြီလေရင်ပေါ်ကစင်တာနဲ့အရင်ဆုံး immigration ဝင်ဖို့လုပ်ပါ immigration ဝင်ပြီးသွားလို့ရှိရင်မိမိရဲ့လက်ကြီးတွေထုတ်ရမှာဖြစ်ပါတယ်နာမအတုံးလက်ကအိတ်လည်းထုတ်ပြီးပြီဆိုတော့လာကြိုမဲသူကိုရှာနေတာပါလာကြိုမဲသူကိုတွေ့နေရပါပြီလာကြိုမဲသူကမိမိရဲ့ချစ်သူလေးဆိုတော့အလွန်ပျော်ထိုင်းရောက်ပြီဆိုတာနဲ့ထိုင်းစာကိုအရင်မစားဘဲနဲ့မြန်မာအစားအစာတွေကိုလွှမ်းနေတဲ့အတွက်ကြောင့်မြန်မာစာစားဖို့အတွက်ဆိုင်လေးကိုရှာနေတာဖြစ်ပါတယ်
မန္တလေးဖူးဟောက်လို့ခေါ်တဲ့ဒီဆိုင်လေးမှာစားမှာဖြစ်ပါတယ်ဒါကတော့ Google Map နဲ့အလွယ်တကူရှာနိုင်လို့လိပ်စာနဲ့ဖုန်းနံပါတ်ပါမပြောဘူးတော့ပြောဘူးကြောရေလာကြနော်ကြည့်ရတယ်ကြည့်ရတယ်အကင်းရုပ်ပဲဟိုစိတ်သားခင်ဒီဆိုင်ရဲ့အတုအမြုပ်တုစရာပန်းရတော့ရှယ်ကြီးပဲနော်ကဲတို့ရဲ့ဆရာကြီးကတော့စတင်ဆွဲနေပါပြီနိုင်ရဲ့ဆက်လက်ရဲ့ဒီရဲ့ခင်းကြတော့ဒီဆိုင်ရဲ့လက်ရကောင်းလားမကောင်းလားနှစ်ယောက်သားဆွဲကြတော့လိုက်ပွဲတောင်တောင်းရပါတယ်စားလို့လည်းပြီးတော့ကိုဆိုင်ကဝန်ထမ်းလေးတွေကချိုပွဲလေးတွေချပေးတယ်နော်ဖီးဒီကြောက်ချုံနဲ့လက်ဖက်တုပ်လေးဖြစ်ပါတယ်ခုကတော့ပလက်တီနမ်မောဘတ်ကိုချီဦးလဲနေတာဖြစ်ပါတယ်ဒါကတော့ Platinum မောရှိယာဆိုင်တန်းလေးတွေဖြစ်ပါတယ်ဒီနားလေးကဆိုင်တန်းတွေမှာရောင်းတဲ့အသီးဖြိုလေးရတော့ဘတ်တရားပါပင်လေစာအထောင်းအစုံမျိုးစုံနဲ့ဖက်ကပောင်းလေးတွေတွေ့ပါတယ်မောရဲဝင်ကြည့်ပြီးတော့ဈေးလေးနည်းနည်းဝယ်လိုက်ပါအောင်မယ်အင်ကြီးဈေးနှုန်းတွေကအရန်တန်တော့ဂျပန်ကနေလာမယ်ဆိုရင်အင်ကြီးတွေအများကြီးမယူခဲ့ပဲနဲ့ဒီမှာပဲဝယ်ဖို့အကြံဖြစ်ပါတယ်ပြီးတော့ Central Wall ဘက်ကိုခြေဦးဆက်လက်မှာပါဒီတရားလေးပေါ်ကနေ Central Wall ကိုတော့မြင်နေရပါပြီ Central Wall ထဲမှာလိုက်ပတ်ကြည့်ပါမယ်Central Wall ထဲမှာ 1KK ကိုရန်ကင်းကြည့်ဦးလဲတွေ့ခဲ့ပါတယ်။စာအုပ်တွေအများကြီးရောက်တဲ့နေရာလေးတွေ့လို့ဝင်ကြည့်ခဲ့ပါသေးတယ်။ The Summer Item Pretty က Chorus to Belly ကိုလည်းတွေ့ခဲ့ပါတယ်။ကဲအားလုံးအောင်ဘယ်တင်းကလဲ။ရန်ကတော့ Team Chorus ပါ။ဒါကတော့ Central Wall ရှိကနက်ကုံနှစ်ခုဖြစ်ပါတယ်။ဒီနောက်ကုန်းမှာလူတွေကလာပြီးတော့အချစ်ရေးစီးပွားရေးလာရောက်ဆုတောင်းကြတယ်ပေါ့နော်ဆုတောင်းပြတယ်လို့လည်းကြားပူပါတယ်ကဲအားလုံးပဲပတူနယ်ရဲ့ညစီလေးမှာရှောက်လဲလိုက်ပါအောင်မယ်နောက်ထပ်ဘလော့တွေမှာပြန်တွေ့မယ်နော်တတား